လျှက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနသည်ပြည်သူများလျှက်စစ်နဲ့စွမ်းအင်ကိုကြောင်းကြကင်းစွာအသုံးပြုနိုင်ခြင်းအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်နိုင်ငံတော်အနေဖြင့်လျှက်စစ်တအားတိုးမြင့်ထုတ်လုပ်နိုင်ရန်ရည်ရွယ်ပြီးကြိုးပမ်းဆောင်ရွက်ခဲ့တဲ့စီမံကိန်းများအနက်တချို့ဟာအမျိုးမျိုးသောနှောက်ယှက်ဟန့်တားမှုပယောဂများကြောင့်အကောင့်တွေဖော်နိုင်ခဲ့ခြင်းမရှိဘဲပြည်သူလူထုလိုအပ်ချက်ရဲ့80%ခန့်သာထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်တစ်ဖက်မှာလည်းပြည်သူလူထုရဲ့သုံးစွဲလိုမှုမှာနှစ်စဉ်15%ခန့်တိုးတက်လာသည်ဖြစ်ရာဝန်အားနဲ့မမျှတော့ပဲရုန်းကန်နေရတဲ့အခြေအနေဖြစ်ပါသည်လျှက်စစ်ထုတ်လုပ်မှုရဲ့3.5%ခန့်ကိုဓာတ်အားပေးစက်ရုံနဲ့ဓာတ်အားခွဲရုံများမှာပြန်လည်အသုံးပြုရပြီး4.5%ခန့်ဟာရှည်လျားစွာတွေ့တန်းထားရတဲ့မဟာဓာတ်အားလိုင်းကြီးများတစ်လျှောက်အလိုလျောက်ဆုံးရှုံးသွားတဲ့အတွက်သုံးစွဲသူပြည်သူများတန်သို့ရောက်ရှိချိန်မှာထုတ်လုပ်မှုရဲ့8%ခန့်ဟာသဘောတဘာဝအရလျော့နေနေမှာဖြစ်ပါသည်ဒါအပြင်တချို့သောဓာတ်အားထုတ်လုပ်မှုအရင်းမြစ်များဓာတ်အားခွဲရုံများမဟာဓာတ်အားလိုင်းကြီးများဟာအကြမ်းဖက်ဖျက်ဆီးခံရတဲ့အတွက်အပြည့်အဝအသုံးပြုနိုင်မှုမရှိတော့တဲ့အတွက်ကြန့်ရှိတဲ့ဓာတ်အားခွဲရုံများနဲ့မဟာဓာတ်အားလိုင်းကြီးများဟာဝန်ပိုများထမ်းဆောင်နေကြရသည်ဖြစ်ရာနိုင်ငံတော်ရဲ့လျှက်စစ်ဓာတ်အားထုတ်လုပ်ပြန်ပြမှုကွန်ရက်ကြီးဟာဒီပညာဆိုင်ရာစွမ်းစားရမှုများစွာနဲ့အတူပြည်သူများရဲ့လိုအပ်ချက်ကိုစ조사ဖြည့်ဆည်းနေရတဲ့အခြေအနေဖြစ်ပါသည်ဖြည့်ဆည်းခံရမှုများကိုမြန်မာတပ်မတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များရဲ့လုံခြုံရေးအဆောင်အရှောက်နဲ့ပြည်သူများရဲ့အကူအညီများရယူပြီးလျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနဝန်ထမ်းများဟာစွန့်လွတ်စွန့်စားသောစိတ်ဓာတ်များနဲ့ရာသီအချိန်မရွေးပြင်ဆင်ပေးလျက်ရှိပါသည်အဲဒီလိုပြင်ဆင်တဲ့အချိန်များမှာလည်းတွားရောက်ရာလမ်းတစ်လျှောက်မိုင်းတောင်ထားခြင်းပြင်ဆင်နေစဉ်လာရောက်နှောက်ယှက်တိုက်ခိုက်ခြင်းပြင်ဆင်ပြီးပြန်မဲ့လမ်းတစ်လျှောက်မှာမိုင်းများထောင်ထားခြင်းတို့ကြောင့်တချို့ဝန်ထမ်းများတေဆုံးခြင်းကိုယ်လက်အင်္ဂါဆွန့်လွတ်ရခြင်းထိခိုက်ဒဏ်ရာရခြင်းတို့ဖြစ်ပေါ်လျက်ရှိပါသည်အဲဒီလိုဖြစ်ပေါ်နေတဲ့အခက်အခဲများကြားမှာပင်လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနအနေဖြင့်ဒီပညာဆိုင်ရာအခက်အခဲများကိုဖြေရှင်းကျော်လွှားခြင်းမတမာမှုဆောင်ရွက်နေခြင်းများကိုဖော်ထုတ်ဖြေရှင်းခြင်းတို့ကိုအလေးနက်ထားဆောင်ရွက်နေတဲ့အတွက်ရေလောင်တမန်များရဲ့တိုးလောင်ထားမှုအမှန်အနေဆုံးရောက်ရှိနေတဲ့ယခုအချိန်ကာလများတွင်ပင်လျှက်စစ်တပ်အားတိုးမြင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်နိုင်ငံတော်၏လျှက်စစ်နဲ့စွမ်းရည်ရင်းမြစ်များအခြေခံအဆောက်အဦများဟာနိုင်ငံတော်ဝန်ဖြန့်ကျက်တည်ရှိနေသည့်ဖြစ်ရာပြည်သူလူထုအနေဖြင့်ဝိုင်းဝန်းကူညီဆောင်ရှောက်ခြင်းလျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနကအခါအားလျော်စွာထုတ်ပြန်တဲ့အသိပေးတင်ပြချက်များအားဖတ်ရှုပြီးလိုက်နာဆောင်ရွက်ခြင်းဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန်လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနမှအသိပေးတင်ပြထားပါရခင်ဗျာ